ခုနောက်ပိုင်းဦးဇင်းတို့လူတွေအစုလိုက်အပြုံလိုက်တေတာတွေနော်မှတ်မှတ်ရရပြောရလို့ရှိရင်ကိုဗစ်ကာလလောက်ကတည်းကတွေ့ရတယ်မြန်မာနိုင်ငံနဲ့တကွအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားဘာကြောင့်ဖြစ်ကြတာတော့ဆိုတော့ခြုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့အိန္ဒိယလေချောင်းလိုင်းတစ်ခုပြတ်ကျသွားတာအဲ့ဒီထဲမှာလူပေါင်း242ဦးပါတယ်တဲ့နော်အိန္ဒိယကလူမျိုးတွေအများဆုံးပေါ့အိန္ဒိယလူမျိုးတွေအများဆုံးပါတယ်အဲ့တော့ဒါတွေဟာဦးဇင်းတို့ခဏခဏတွေ့နေရတယ်ဟိုနားမြေပြိုလို့လူတွေစုလိုက်ပြုံလိုက်တေးပြန်ပြီဒီနားရေကြီးလို့လူတွေစုလိုက်ပြုံလိုက်တေးပြန်ပြီဟိုဘက်နိုင်ငံလေရင်ပြတ်ကျလို့လူတွေစုလိုက်ပြုံလိုက်တေးပြန်ပြီလားခဏခဏတွေ့နေတယ်အဲ့တေးချင်းတရားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတော့တေးချင်းတရားဟာမျက်စိတမင်လျှက်တစ်ပြက်အတွင်းမှာကွေးတော့လည်းမဆက်မီဆန်တော့လည်းမကွေးမီမှာတေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့အတွက်ဒါကတော့တခဏထားပေါ့အဲ့တော့တေးချင်းတွေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တေးချင်း၄မျိုးရှိတဲ့အထဲမှာအခုဘာကံတွေနဲ့တေးနေကြတာလဲဆိုတော့ဥပ္ပစ္စရိကကံလေဥပ္ပစ္စရိကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တေးချင်း၄မျိုးရှိတဲ့အထဲမှာနံပါတ်1ကကံကုန်ရင်လည်းတေးနိုင်တယ်ပြီးအသက်တန်းကုန်ရင်လည်းတေးနိုင်တယ်ပြီးလို့ရှိရင်အသက်ကံ2မျိုးလုံးကုန်ပြီးတော့လည်းတေးနိုင်တယ်နောက်တစ်ခုနံပါတ်4ကဥပ္ပစ္စရိကကံခေါ်တဲ့ကံကုန်အသက်ကုန်ကံကုန်လို့တေးနိုင်တယ်အသက်ကုန်လို့တေးနိုင်တယ်ကံအသက်2ပါးကုန်လို့တေးနိုင်တယ်ပြီးရင်ကံရောအသက်ကောမကုန်သေးဘူးဒါပေမဲ့ဥပ္ပစ္စရိကကံအဲ့ဒီအသက်ကံ2ပါးလုံးမကုန်မဲနဲ့နော်တေးသွားတယ်ဆိုလို့ရှိရင်ဥပ္ပစ္စရိကကံကြောင့်တေးတာအဲ့ဒါအတိုက်ပြီးတေးတာလင်းပြက်ကြပြီးတေးတာလို့ဆိုတာကတော့အသက်တန်းအပြင်ကတော့ဒါမကုန်သေးတဲ့လူတွေများတယ်ဘာကြောင့်ဒီထဲမှာ340အရွယ်တွေလေအကံကုန်တာကတော့ဒါမပြောတတ်ဘူးပေါ့နော်ဖြစ်နိုင်တာကတော့အသက်ကံ2ပါးလုံးမကုန်မဲနဲ့ဥပ္ပစ္စရိကကံကြောင့်တေးတာလည်းဖြစ်နိုင်တယ်အဲ့တော့ဥပ္ပစ္စရိကကံတွေဘာကြောင့်ဖြစ်တာတုံးဆိုလို့ရှိရင်အသက်ကုန်မှကြီးတဲ့ပုဂ္ဂိုလ်တွေကိုစော်ကားလို့အဲ့ဒီဥပ္ပစ္စရိကကံတွေဖြစ်ရတာဥပ္ပစ္စရိကကံတွေလည်းကြုံရတာဘာကြောင့်လို့ဆိုတော့သူကကံတွေအကြောင်းကိုပြောလို့ရှိရင်ဦးဇင်းတို့အမှန်တော့နည်းနည်းတယ်ရှုပ်ထွေးတယ်အဲ့ဒီထဲကဒီဥပ္ပစ္စရိကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဖြင့်ဥပဃာတကကံလို့လည်းသူကိုခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်တွေအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်တွေအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အကျိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပဃာတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ဘူးကောင်းတဲ့ကုသိုလ်လည်းရှိတယ်နော်ကုသိုလ်ဥပဃာတကကံအကုသိုလ်ဥပဃာတကကံအဲ့ဒီဥပဃာတကကံကိုတနည်းအားဖြင့်ဥပ္ပစ္စရိကကံလို့ခေါ်တယ်တဲ့နော်အဲ့တော့ဥပဃာတကကံတနည်းအားဖြင့်ဥပ္ပစ္စရိကကံပေါ့အဲ့ဒီကံကဘယ်လိုလဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥပမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပဃာတကကံဝင်ဖြတ်ဥပမာတတန်းစစ်နေရဖို့ကိုမှရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်နော်ဇနကကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဟိုဘက်ကဥပဃာတကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပဃာတကကံအနိုင်ယူရတာအကုသိုလ်ကံလေးကိုအဲ့ဒါလိုပဲကုသိုလ်ဥပဃာတကကံကအားကြီးနေမယ်ဆိုလို့ရှိရင်အကုသိုလ်ကံကိုအနိုင်ဥမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဇာတသမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာပန်တော့မတည်သွားဘူးဥပဒကအဖြစ်ခံယူသွားတယ်အမှန်တမ်းကြည်ညိုတယ်ပုထုဇဉ်ပုဂ္ဂိုလ်ထဲမှာဇာတသမင်းလောက်ဘုရားတရားတန်ခါရဏ3ပါးကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဘာကြောင့်ငရဲကြရတာတော့ဝေစီငရဲမကြပဲလောကကုန်ငရဲကြသွားတယ်နော်ခြုံပြောရင်ငရဲကြသွားတယ်ဘာကြောင့်ငရဲကြတော့ဒီမှာကုသိုလ်တွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုသိုလ်ဥပဃာတကကံကဒီကုသိုလ်ကံထပ်ပို့ပြီးတော့အင်အားကြီးနေအဲ့တော့ကြောင့်ဒီကုသိုလ်ကံကိုသူကအနိုင်ယူပလိုက်အနိုင်ယူပြီးတော့လောကကုန်ငရဲကိုချပလိုက်တကယ်ဆိုလို့ရှိရင်တော့ပိဿာနန္ဒိယကံထိုက်ထားတာပိဿာနန္ဒိယကံတွေကထင်ရှားသုံးပြောရင်ဖေတတ်တဲ့ကံပေါ့အဲ့ဒီကံကြီးထိုက်ထားတဲ့ပုဂ္ဂိုလ်ကတော့ဝေစီငရဲကြဒါပေမဲ့နည်းနည်းလေးတော့တတ်တာပါတယ်ဥပက္ခတာတုတ်ပေမဲ့ငရဲကနေလုံးဝမလို့ဘူးဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ခုနကပြောတဲ့ကုသိုလ်ကံကိုအဲ့ဒီအကုသိုလ်ဥပက္ခတကကံကပိုပြီးအားကြီးနေရဖြစ်တော့အနိုင်ယူသွားတာကြီးတဲ့လူကိုငယ်တဲ့လူကိုကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလိုပဲကုသိုလ်တွေအားကြီးနေမယ်ဆိုလို့ရှိရင်လေအဲ့ဒီကုသိုလ်ဥပက္ခတကကံအကုသိုလ်ကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လို့ဦးဇင်းတို့အင်္ဂုလိမာလာကြီးလူဖြစ်စဉ်ကာလကလူတွေတတ်တယ်လေလက်ညှိုးတွေဖြတ်တယ်
အဲ့ဒီအကုသိုလ်ကံရှိတယ်အဲ့ဒီအကုသိုလ်ကံကအရိယာမတ်တီးဟူသောကုသိုလ်ကံလောက်သူကအာမကြီးဘူးအရိယာမတ်ကုသိုလ်ကအင်မတန်မှအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတက်ခဲ့တဲ့အကုသိုလ်ကံတွေကိုကုသိုလ်ဥပကာရကကံကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာကဦးဇင်းတို့ကုသိုလ်ကံတွေအားနေနေပြီဆိုလို့ရှိရင်ဥပကာရကခေါ်တဲ့ဥပိ္ပစေတကကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ်အဲ့ဒါလေးကိုမမေ့နဲ့အဲ့တော့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပိ္ပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အသက်ခုံကကြီးတယ်ဆိုတော့အသက်ခုံကိုယ့်ရဲ့ကြီးတဲ့ပုံကိုယ်တွေကိုရှ िख ိုးတဲ့အယူသေးပြူးတဲ့မလေးမစားမလုံးနဲ့တဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေနဲတယ်အဲ့ဒီကံတွေကိုပယ်ဖြောက်လို့ရတယ်နောက်တစ်ခုကတော့ခြုံပြီးပြောရင်ကုသိုလ်များများလို့ပေါ့ကုသိုလ်အားကြီးနေမယ်ဆိုရင်ဥပိ္ပစေတကကံမဝင်နိုင်ဘူးတဲ့ဝင်ပြီးမလုံနိုင်ဘူးတဲ့နော်အဲ့တော့အခုတည်နေကြတယ်တွေ့နေရတာဒါဥစဉ်တို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာသွားပြီးတော့ပညာသင်မှာလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်ဘယ်အကုသိုလ်ကံနဲ့ဥစဉ်တို့တည်မယ်ဆိုတာမသိဘူးဒါအသေးစိုးတွေပဲအသေးစိုးနဲ့တည်ကြတာအဲ့တော့ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းခြင်းမှာကြားကောင်းမယ်အသေးစိုးနဲ့မတည်ခြင်းဘူးဆိုရင်ဥစဉ်တို့ဒီချိန်နဲ့ကုသိုလ်တွေကောင်းကောင်းလုပ်ဖို့နေစဉ်အာဆနိကံကုသိုလ်တွေကိုနောက်ပေါင်းမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါတွေလောက်ကြတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာဆက်ပြီးဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဘယ်သိပါမလဲနော်တည်မလားတည်သွားတာတည်တာတော့သိချင်မှတည်လိုက်မှာအဲ့တော့ဦးဇင်းတို့ဟာချိန်မျိုးတည်သွားနိုင်တယ်ချိန်မျိုးတည်နိုင်တယ်မကောင်းတဲ့ဟာတွေတိတ်မလောက်ကြနဲ့တော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေတကကံနေနဲ့နော်ကာတိုက်ရနစ်မြင်ငင်လောက်တိုက်ပြီးလေရင်ပြတ်ကြကာစီရဒါတွေဟာဥပိ္ပစေတကကံနေအဲ့ဒီဥပိ္ပစေတကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့မင်းကပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ကုသိုလ်ကံတွေအားကောင်းနေလို့ရှိရင်အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်